ဝိတုတွေကမြကြီးယုံနဲ့ခက်ဆင်စင်တူနေရလို့ဆီယာမပုံညာခင်ကိုယ်တိုင်ကချီးကျူးခဲ့တဲ့ပထမဆုရှင်လေးအင်ချစ်သူသူသားဆောင်လေးဗုဒ္ဓဝင်ပြပွဲကြီးမှာပထမဆုကိုထိုက်တက်တန်ရရှိခဲ့တဲ့အင်ချစ်သူကငယ်ရွယ်ပေမဲ့ဉာဏ်ရည်ထက်မြက်ပြီးတော့ဗုဒ္ဓဝင်စာပေတွေကိုကြည်ကြဲပြပြလေ့လာထားသူပါသူရဲ့ထူးခြားချက်ကစာဖတ်အားအလွန်ကောင်းပြီးတော့မြန်မာစာပေလောကမှာအောင်မြင်ကျော်ကြားတဲ့စာရေးဆီယာမပုံညာခင်ရဲ့ဝိတုတွေကိုနှစ်သက်သဘောကျတဲ့သူလေးတစ်ယောက်ဖြစ်ပါတယ်ဆီယာမရဲ့စာအုပ်တွေကရတာတွေဘဝသင်ခန်းစာတွေကအင်ချစ်သူရဲ့တွေးခေါ်မှုတွေအပေါ်မှာလွှမ်းမိုးမှုရှိခဲ့ပြီးတော့ဆီယာမပုံညာခင်လို့စာရေးဆီယာမတယောက်ဖြစ်ခြင်းခဲ့တာပါအင်ချစ်သူကဆီယာမကိုသဘောကျတယ်လို့ဆီယာမပုံညာခင်ဘက်ကလည်းအင်ချစ်သူလေးကိုမြင်မြင်ချင်းမှာပဲသူ့ရဲ့ရင်ထဲမှာထူးခြားတဲ့ခံစားချက်တစ်ခုဖြစ်ပေါ်ခဲ့တာပါအင်တာဗျူးတစ်ခုမှာဆီယာမပုံညာခင်ကသူ့ရဲ့နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်တဲ့လက်ကျန်လာရောင်တွေကဇက်ကောင်စီရဲ့အကြောင်းကိုပြပြသွားခဲ့ပါတယ်အဲ့ဒီဝတ္ထုတွေမှာမြကြီးယုံလို့အမည်ရတဲ့မိန်းကလေးဇက်ကောင်တစ်ကောင်ပါဝင်ပါတယ်မြကြီးယုံကအထက်မှတန်းနဝင်းမှတန်းအရွယ်လေးသာရှိသေးပေမဲ့လိမ္မာရင်ကြီးတဲ့သူပါဘာသာတရားကိုကိုင်းဆိုင်တယ်လို့မိဘကျေးဇူးကိုလည်းတည်တတ်ပြီးတော့အေးချမ်းတဲ့စိတ်နေစိတ်ထားကိုပိုင်ဆိုင်ထားတဲ့သူလေးအဖြစ်ဆီယာမကဝတ္ထုတွေမှာဖန်တီးခဲ့တာဖြစ်ပါတယ်ဆီယာမပုံညာခင်အတွက်အံ့ဩခဲ့ရတာကတော့စိတ်ကူးနဲ့ဖန်တီးထားတဲ့မြကြီးယုံဆိုတဲ့ဇက်ကောင်လေးကအပြင်ဘဝမှာအင်းချစ်သူနဲ့အတော်လေးကိုဆင်တူနေပါတယ်ဆီယာမကအင်းချစ်သူကိုမြင်လိုက်ရတဲ့အချိန်မှာဖန်တီးထားတဲ့ဝတ္ထုတွေကမြကြီးယုံလေးကိုချက်ချင်းသွားပြီးတော့တတိယမိရလို့ဆိုပါတယ်အင်းချစ်သူရဲ့ကောင်းမွန်တဲ့အာယုံစူးစိုက်မှုနဲ့တည်ငြိမ်တဲ့စိတ်နေစိတ်ထားတွေကမြကြီးယုံဇက်ကောင်နဲ့ကွက်တီကိုတူညီနေတယ်လို့ဆီယာမကချီးကျူးပြောဆိုသွားခဲ့ပါတယ်။အင်ချစ်သူရဲ့တည်ငြိမ်တဲ့မျက်နှာသွင်းပြင်ရှင်ကြီးတဲ့အပြောအဆိုနဲ့ဘာသာတရားပေါ်ထားရှိတဲ့အယုံကြည်မှုတွေကဆီယာမပုံညာခင်ရဲ့စိတ်ကူးတွေကမြကြီးယုံနဲ့ကိုက်ညီနေတာပါ။အားကြရတဲ့စာရေးဆီယာမကဝိထုတွေကအချင်းရဆုံးဇက်ကောင်လေးနဲ့တူတယ်လို့မှတ်ချက်ပေးခင်ရတာကအင်ချစ်သူတို့တော့ဝမ်းသာဂုဏ်ယူစရာဖြစ်ပါတယ်။လက်ကျန်လာရောင်တွေကလိမ္မာရေးချရှိတဲ့မြကြီးယုံလေးကအင်ချစ်သူနဲ့တကယ်ပဲတူညီနေလားဆိုတာမှတ်ချက်မှာပြောပြခဲ့ပါအောင်ရှင်။